ပါရဲ့ model 1ကမ္ဘာပေါ်မှာပထမဆုံး MB SUV ကားတစ်ကြီးမိတ်ဆက်ပွဲခန်းနာကိုစတင်ပြရစီခင်ဗျာကျွန်တော်တို့ Lee Motor မြန်မာဒီယနေ့အချိန်ထိပေါ့နော်မြန်မာနိုင်ငံကားသုံးဆွဲသူများအတွက် hatchback အမျိုးအစား SUV အမျိုးအစားနဲ့ sedan အမျိုးအစားအစားရှိတဲ့ကားများစွာကိုတာဝန်ခံမှုအပြည့်ရှိတဲ့ after sales service ဝန်ဆောင်မှုများနဲ့ပေးပြီးတော့ကျွန်တော်တို့မိတ်ဆက်ပြသရောင်းချခဲ့ပြီးဖြစ်ပါတယ်Lee Motor ကလည်းနေထွန်းတဲ့အတူတူလက်တွဲရတာကိုဂုဏ်ယူမိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ကသချင်းနားထောင်တဲ့အမြဲတမ်းသချင်းနားထောင်နေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် Dolby Attachment System ကကျွန်တော်နားထောင်ရအရင်အားရပါတယ်ကားဆိုင်ကြီးတယ်ဒါပေမဲ့ကျွန်တော်တို့ U-turn လဲရတဲ့အခါမှာကားကြီးကကြံခဲ့တယ်ဆိုတော့ feeling မခံစားဘူးအဲ့ဒါကြီးကတကယ်မိုက်တယ်ပုံမှန် EV ကားတွေအခုလက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့ကားတွေမှာဆိုရင်400 volt 400နဲ့လားတို့ဒီကားကို800နဲ့ကားကိုစတင်နေတယ်ကားရဲ့ဒီဇိုင်းကတော်တော်လေးကိုမိုက်ပါတယ် elegant look ကိုအပြည့်အဝယူသူကပေးတယ်